IGCSE inequality topic မှာမေးတတ်တဲ့ line equation ပေးထားပြီးတော့ graph ပေါ်မှာ line ပြန်ဆွဲခိုင်း line ကိုအမြန်ဆုံးဘယ်လိုဆွဲကြမလဲကျွန်တော်ဒီလေး line ကိုသုံးမှဆိုလို့ရှိရင် example equation တစ်ချောင်းနဲ့တွက်ကြည့်အောင် 2x plus y equal 8ကျွန်တော်ကအရင်ဆုံး equation ကို y equal mx plus c ဆွဲ form ကိုရင်ပြောင်းမယ်အဲ့တော့ y equal minus 2x plus 8ဝေကျွန်တော်တို့ graph ကိုတွားပြီးတော့ line မဆွဲခင်တည့်ရမှာနှစ်ခုပဲအဲ့ဒါ gradient နဲ့ intersection point ဟေး intersection point ကိုဘာမှပြောင်းကြမလို့ကျွန်တော်တို့ gradient ကိုတွားနီးတစ်နည်းကြည့်ရအောင်ဒါကဘယ်လိုလဲဆိုရှင် gradient ကို fraction တစ်ခုလိုနဲ့ကြည့်ရမှာဒါဆိုလို့ရှိရင် -2 ဖြစ်တဲ့အတွက် -2 over 1 ပိုင်းဝေက y exit transform ဖြစ်တာပိုင်းခြေက x exit transform ဖြစ်တာပိုင်းဝေက plus ဆိုလို့ရှိရင် y exit အပေါင်းဖြစ်တဲ့အတွက်အပေါ်တက်မယ်အနှုတ်ဆိုလို့ရှိရင်အောက်ကိုဆင်းမယ်x axis ဆိုလို့ရှိရင်လည်းလိုပဲ plus ဆိုလို့ရှိရင်ရှေ့ကိုသွားမယ် negative ဆိုလို့ရှိရင်နောက်ကိုပြန်မယ်ဝေဒီမှာဆိုလို့ရှိရင် gradient negative 2 intersection point က8ဟုတ်ပြီအဲ့တော့ကျွန်တော်က intersection point မှာ8မှာထောက်မယ်ထောက်ပြီးလို့ရှိရင် gradient negative 2ဖြစ်တဲ့အတွက်အောက်ကိုနှစ်ကွက်ဆင်းမယ်ပြီးလို့ရှိရင် x axis က +1 ရှေ့ကိုတစ်ကွက်သွားမယ်အောက်ကိုနှစ်ကွက်ဆင်းမယ်ရှေ့ကိုတစ်ကွက်သွားမယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကဆက်လိုက်မယ်ပြင်တောင်ဆက်ဆွဲလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ line equation ဆွဲလို့ပြီးသွားရင်တော့เนาะokay နောက်တဲ့ equation ကြောင်းတော့ကြည့်အောင် 4y minus 3x equal to 6 y equal to mx plus c form ပြောင်းမယ်ဆိုလို့ရှိရင် 4y equal to 3x plus 6 y equal to 3y 4x plus 6 over 4 6 over 4ဆိုတော့ဒါကို simplify လုပ်လိုက်မယ်ဆိုလို့ရှိရင်3 over 2 3 over 2 က 1.5 1 ရဲ့ intersection point က 1.5 gradient က 3 over 4 gradient 3 over 4ဆိုတော့ကျွန်တော်က y intersection point 1.5 ကိုထောက်မယ်3 over 4ဆိုတော့3ဆိုတော့အပေါ်ကို3ခွက်တက်မယ် x က x exit transform ဖြစ်တာ4ဆိုတော့ရှေ့ကို4ခွက်သွားမယ်အဲ့ဒါကိုကျွန်တော်တို့က p နဲ့ဆက်လိုက်မယ်အဲ့ဒါပြီးရင်ဆက်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ line ရဲ့ equation ကိုပုံမှာဆွဲရဖြစ်သွားပြီပေါ့ဒီနည်းနဲ့နောက်ထပ်အားသာချက်က point တွေကိုရှာစရာမလိုတော့ minor mistake တွေကိုလည်းနေသွားစီမှာပါ